နွိုင်းကနေမနက်6 နာရီကားနဲ့စာပါမြို့ကိုတက်ဖို့ကားကိတ်ကိုရောက်နေရပဲဖြစ်ပါတယ်။ကားကတော့ VIP sleeping bag မျိုးအစားနဲ့တွားဖြစ်ခဲ့တယ်။လမ်းမှာတော့သူတို့3 ခေါက်ရက်ပေးရပေါ့နော်။အဲ့စာပါမြို့ကိုရောက်ဖို့ဆိုရင်ကား6 နာရီကျော်လောက်စီးရတယ်။စာပါကိုရောက်တော့နေ့လယ်2 နာရီကျော်လောက်ရှိပြီးဟိုတယ်ကို check in နေပါတယ်လို့အခန်းကိုတော့ကြည့်တော့3 star ဆိုပေမဲ့သူဟာနဲ့တို့တော့အဆင်ပြေလေးရှိတယ်ဒါကတော့ဟိုတယ်နဲ့လမ်းပြီးမြင်ရတဲ့ view ပေါ့နော်ဟနွိုင်းကိုလာတဲ့အဓိကအကြောင်းရင်းဒီစာပါမြို့ကိုလာလေခြင်းလို့ပဲဖြစ်တယ်စာပါမြို့ရဲ့နေ့လယ်စာလေးအဲ့ဒီမှာအကြိုက်ဆုံးဆိုမုံရင်ကြော်နဲ့ထမင်းပဲနေ့လယ်စာစားပြီးတော့မော်အာနာဆိုတဲ့နေရာလေးကိုသွားခဲ့တယ်သူ့ဝင်ကြည့်တော့ပေးရတယ်တပုံရရတာဝဒနာပါတယ်လို့တဲ့အတွက်အဲ့ဒီနေရာရောက်အောင်ကိုသွားတင်တယ်ဒါကိုကြတော့ Heaven Gate လို့ခေါ်တဲ့ဘာလီကတခါအတိုင်းပဲဒီနေရာရောက်ဖြစ်ခဲ့ရင်တနေရာမှမကြံအကောင်လုံးတပုံရိုက်ခဲ့ပါဒီစန်တရားတည်တဲ့နေရာကြတော့သူက Infinity Lake လို့နာမည်ပေးထားတယ်တောင်ပန်ပိုင်းမင်းစီကိုဆန်ဒီနေရာကြတော့ Golden Hand လို့ခေါ်တယ်အဲ့ဒီနေရာမှာ YouTuber iShow Speak ကကျွန်းထုတ်ခဲ့တယ်တော်တော်ကြောက်ဖို့ကောင်းတဲ့နေရာတောင်တဲ့အထက်ကရန်ထားတဲ့ဒီစာပါမြို့ကလေးဟာဆိုရင်ကျမတို့ရှမ်းပြည်နယ်တဲကိုတူတာပဲစာပါမြို့ကိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့မြန်မာပြည်မှာဆိုရင်ကျမတို့ရှမ်းပြည်မှာနေတယ်ပေါ့နော်အဲရှမ်းပြည်မှာရှိတဲ့ကလောသုံးမောင်တောင်ကြီးမြို့နဲ့တဲကိုတူတဲ့မြို့လေးအရန်ကိုလာတယ်ဒီမြို့အတိုင်းပဲနီးနီးကိုလာတယ်ဒီမိုအာနာဆိုတဲ့နေရာမှာနေရာဆောင်တပုံတွေအကုန်ရိုက်ပြီးတော့ခက်ဆိုတဲ့ရွာကလေးကိုဆက်ပြီးတော့မှသွားလေခဲ့တယ်ဒီခက်ရွာမှာဆိုရင်ဟမုံဆိုတဲ့လူမျိုးတွေနေတယ်ပေါ့နော်အမှန်တော့လေဒီခက်ရွာကိုပြင်တဲ့လူမျိုးတွေကအရင်တွေ့ရှိခဲ့တယ်လို့ကျမတို့ရဲ့ guide ကပြောခဲ့တယ်ဘာဖြစ်လဲဆိုတော့ပြင်တဲ့လူမျိုးကသူကရေအားလက်စစ်လုပ်ဖို့အတွက်လိုက်ရှာရင်းနဲ့ဒီနေရာကိုတွေ့ခဲ့တာတွေ့ပြီးတော့မှသူတို့အပန်းဖြည့်စရာနေရာအဖြစ်သူတို့ယူဆပြီးတော့မှအဲ့ဒီနေရာမှာအပန်းနဲ့ဖြည့်ခဲ့တယ်ပြီးတော့သူတို့ကကိုလိုနီရှဲ့တာပြီးတဲ့နောက်မှာသူတို့တိုင်းပြည်ပြန်သွားတဲ့အချိန်မှာဒီရွာကိုဟမုံလူမျိုးတွေကဆက်လက်ပြီးထိမ့်သိမ်းခဲ့တဲ့နေရာပေါ့နော်ဒီခက်ရွာကိုရောက်ဖြစ်ခဲ့ရင်ချစ်စရာကောင်းတဲ့ဟောင်းမောင်လူမျိုးတွေရဲ့ရိုးရာအင်ဂျီတွေကိုဝတ်ခဲ့ဖို့မမေ့နဲ့နော်အဲ့ဒီဟာရောင်းတဲ့ဆိုင်တွေမှာငါပြီးဝတ်လို့ရတယ်ရောက်တော့ try ကြည့်ပါအရန်ကိုလာတဲ့အင်ဂျီတွေပါ
ပြီးတော့ဒီခက်ရွာမှာဆိုရင်ည6နာရီတိုင်းသူကရှိုးပွဲလေးတွေရှိတယ်နားထောင်ချင်တဲ့လူတွေဆိုရင်တော့ညနေ6နာရီထိနေဖို့လိုတယ်နော်ခက်ရွာကနေပြန်လာပြီးတော့မှဘိုက်ဆဆနိုင်ငံနေစားပြီးတော့ဝယ်စရာရှိလို့မြုပ်တဲ့လမ်းခဏရှောက်ထွက်မယ်ဒီနေရာလေးကယထာအနည်းအောင်စီရမယ့်နေရာလေးပေါ့နော်စပါမြို့ကိုရောက်ဖြစ်ခဲ့ရင်လည်းအနှွေးထဲယူခဲ့ဖို့မမေ့နဲ့တော့တော်ကိုအေးတိုင်းကနေခင်ဒီကကလေးငယ်ခမည်းများတွေကအဲ့လိုအကာကပြီးတော့မှသူတို့ရဲ့ကိုယ်ပိုင်ဝင်ငယ်ကိုရှာကြတယ်လို့ချိန်သိမရလဲလို့စပါတွေငယ်အလောင်းဒီလောက်ဝေးရခဲ့ရတယ်နောက်ခေါက်တော့ဖြစ်ခဲ့ရင်ဒီတက်ပေါ်လာတာတွေအများရိုက်ခဲ့ပြပါမယ်အဆုံးဒီကြည့်ပြီးတဲ့တရားချင်းစီတိုင်းအရန်ကျေးဇူးတင်တယ်အားလုံးကျေးဇူးတင်